အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ရောင်းချပေးမယ့်ကားလေးက Range Rover Evo 2015 model လေးဖြစ်တယ်ဒီကောင်ကတော့ကျွန်တော်တို့ first generation second generation တော့ဒီကောင်က2017နောက်ပိုင်းတော့ second generation နဲ့ပြောရတယ်ဒီကောင်ကတကယ်ထုတ်တာ2017 ဇူလိုင်နဲ့ထုတ်တယ်ဒါပေမဲ့ဈေးကွက်တွေကကျွန်တော်2012ကနေပြီးစရောက်တယ် model နဲ့2012ကနေရောက်တယ်7ကနေပြီးတော့18 tier ကျတော့ကျွန်တော် first ပေါ့အကောင်ကကျွန်တော် MD1 18နောက်ပိုင်းကျ MD2 နဲ့ထွက်လာဒီကောင်ဆိုရင်ကျွန်တော်တို့2015နောက်ပိုင်းကျတော့ gear box က change သွားတယ်2015နောက်ပိုင်း 9 speed နဲ့လာတယ်2012ကနေပြီးတော့14 tier ကျတော့6 speed ပဲရှိသေးတယ်စီကားတော့ဟွာပါဘောဘောတော့ 2.0 liter 9 speed all-wheel drive နဲ့လာတယ်။ဒါပေမဲ့ဒါအဖြစ်ဒီကောင်ကတော့ပြည်တယ်ကျွန်တော် manual license နဲ့ရမယ်။ဒါပေမဲ့လည်းမစိုးဘူးလာတယ်။ကောင်ရဲ့ horsepower အပြင်ကတော့240 horsepower လောက်ကြီးထွက်တယ်။0 to 100ကိုဒီကောင်က 7.1 second ပဲကြာတယ်လို့ပြောတယ်။ကျွန်တော်ဒါရဲ့ one size ဆိုရင်30လက်မှလွမ်းတော့3တယ်245 45ဖြစ်တယ်။ size ကတော့ sorry combat luxury SUV ဖြစ်တဲ့အတွက်စိုက်ကတော့အရင်ကြီးရလည်းမဟုတ်ဘူးသေးရလည်းမဟုတ်ဘူးနေတော်လေးပဲကျွန်တော်တို့အရင်အကြီးမကြိုက်တဲ့လူတွေကတော့ Evo ကတော့အဆင်ပြေတယ် Evo ရဲ့အထက်ကိုကြီးရဆိုဗလာတို့ autobiography တော့ရှိနိုင်မယ်ကျွန်တော်တို့လက်ရှိကတော့ဒါ Evo လေးဖြစ်တယ် Evo ဖြောင်းအောင်ကတော့အမြင်နဲ့လာတယ်ဒါ original အတိုင်းပဲလာတယ်ဒါနဲ့ဟောရဲ့အရင်ကနေကျွန်တော်တစ်ချက်တော့လိုက်ကြတယ်ဒီကအတွင်းကနေတစ်ချက်တော့ကျွန်တော်နဲ့တူလိုက်ကြည့်လိုက်ရဒီကောင်က360ကင်မရာတော့မပါသွားဘူးထိုင်ကုန်မော်တာတွေပါမယ်လေသာစီးနဲ့လာတယ်လေသာစီးအနီအောင် original တိုင်းပဲကျွန်တော်တို့ပြီးသွားရင်ထိုင်ကတော့စီးမော်တာနှစ်ဖက်လုံးပါမယ် driver passenger နှစ်ဖက်လုံးပါသွားမယ် CRN control တွေပါလာမယ်ဒီကောင်ရဲ့ speaker တော့ Meridian speaker သုံးထားတယ် speaker တော်တော်လေးများတယ်12လုံးထိပါတယ်ဒီကားရဲ့မှာဆိုရင် speaker 12လုံးပါတယ် drive SIM memory လည်းပါလာမယ် SIM memory တော့3ခုပါတယ်ကျွန်တော်ဒီဘက်ဆိုရင် driver အတွက်ဆိုရင်တော့တွင်ရတဲ့ချက်ကြည့်တယ်ကီလိုတော့9000နီးရှိအောင်မယ်ဒီကားကျွန်တော်တို့ကဒီကားမှာမိုက်တာဗာလဲဆိုတော့ဂီရတယ်ဂီယာလည်းကကျွန်တော်တို့စနိုးမှဂီယာလည်းအပေါ်ထွက်လာတာအခုဆိုဒါအထဲမှာပဲကျွန်တော်ဘယ်လိုလုပ်အပြင်မထွက်ဘူးစနိုးလိုက်မယ်ဆိုရင်တော့ဂီယာလည်းအပြင်ထွက်လာနိုင်မယ်သူကအော်တိုထွက်တာအားလေးတော့တော်တော်လေးမိုက်တယ်လို့ပြောရမယ်ဒီကားမှာတော့ပြီးသွားရင် CRN control မှာဆိုရင်ဒါကျွန်တော်တို့ဒါ infotainment TV ဘိုင်းပေါ့ပြီးသွားရင်ဒါဖုန်းကင်တာရဲ့ဖုန်းချားတွေ voice control တွေပါမယ် cruise control ပါသွားမယ်ပြီးသွားရင်ကျွန်တော်တို့ cruise control cancel ကိုအဲဒီပါလာမယ်ပြီးသွားရင် pedal shift တွေလည်းပါတယ်ဒီကားမှာဆိုရင်တော့infotainment TV ကတော့ကျွန်တော်တို့6လက်မ infotainment TV လောက်ပဲရှိမယ်။222ရင်တော့ဘာတော့မရှိဘူး။ဂျီရိုကားဖြစ်တဲ့အတွက်ကျွန်တော်တို့ထိုင်ကုန်အေးတော့မပါဘူး။ထိုင်ကုန်အပူတော့ပါတယ်။ထိုင်ကုန်ဟီကတော့ကျွန်တော်တို့နှစ်ဖက်လုံး driver ဘက်ရော passenger ဘက်ရောနှစ်ဖက်လုံးပါမယ်။ပြီးသွားရင် sunroof လည်းပါတယ်။ sunroof ကတော့ panoramic ပဲဖြစ်တယ်။ sunroof တော့မဖြစ်ပါဘူး။တော့ panoramic ပဲဖြစ်သွားမယ်။ဒီပိုင်းနောက်ခန်းလေးကကျွန်တော်တို့တော်တော်လေးကျင်းနေတယ်တော့မပါဘူး။ရိုင်းကျယ်တော့မဟုတ် SUV ဖြစ်တဲ့အတွက်အနေတော့ပဲပြီးသွားရင် Aircon Fast ပဲပါလိမ့်မယ် Aircon Fast နှစ်ခုပါမယ်ဒီကောင် panoramic ဖွင့်နိုင်လို့တော်တော်လေးလာတယ်ပေါ် view ကိုပြီးသွားခံစားပါမိုးရွာရင်တော့ပုံမိုက်တာပြီးသွားဒီကောင်ရဲ့နောက်ခန်းလေးကိုကျွန်တော်ကြည့်ကြည့်ရအောင်နောက်ဖုန်းကလည်းကျွန်တော်တို့မော်တာနဲ့ဖြစ်တဲ့အတွက်လိုလေးတစ်ချက်နေအောင်မယ်ပြီးသွားရင်ထဲမှာပါပစ္စည်းတင်မယ်ဆိုတော့ကြည်ကြဲဝန်းတင်လို့ရတယ်ဒါကြီးလည်းဖြုတ်လို့ရတယ်ဒါဖြုတ်ထားခြင်းလည်းရတယ်ထားထားခြင်းလည်းရတယ်ပြီးသွားရင်အောက်မှာတော့ကျွန်တော်တို့စပယ်ယာဝီလေးတင်ပါမယ်။ဟောထွေထူးတော့မပါပါ။ပြီးတော့ကျွန်တော်ပိတ်ချင်လော်လေးတစ်ချက်နေတယ်။ဘုံတက်ပေးလို့ရအောင်။ကျွန်တော်တို့ဒီ Range Rover Evo 2015 model လေးကိုလာရောက်ဝယ်ယူနေတယ်ဆိုရင်ကျွန်တော်တို့မော်တော်တွေရှိလို့မှလာဝယ်နိုင်ပါတယ်။စိတ်ဝင်စားလို့ဖြစ်ဖြစ်တစ်ခုခုသိနေတာပဲဖြစ်ဖြစ်နေရင်လည်းကျွန်တော်မြင်ပြနိုင်ပါတယ်။ကျွန်တော်ရဲ့ comment လေးမှာတစ်ချက်ဝင်ရေးခဲ့ပြီပါနော်။သိချင်တာလည်းရှိရင်တော့ကျွန်တော်လည်းမေးပြီးမှဈေးနှုန်းကတော့ချိန်နေပြပြောင်းလဲလေးရှိရတဲ့အတွက်တစ်ချက်လောက်ဒါမေးပေးနေပါတယ်။ကျေးဇူးတင်ပါတယ်။